Hello, along with Minglava, she also had him Amaro, Simon Bare, General. Who are any with me as she deraga. General the Matano Cabarata, all long of Pasula Laricama, General Brunale, level with the Popoya, Les, Asonia Pibare. Imagine anything she makes through General Povi Tide, Povi Nale, Povi Tabopore, Eda Poma, General Nene, with me as Simpibare. So, at to qua, when I use Japoya to let you know, she also met the Yacamare. Tamacha to all of Pasula Laricamazino, a chet don't chet bare, Paramache, to Penta Hitchin, Duria Ache, Chichimeta, the Deache, Bison Chimbare, Sro, General, the chess since General Dojaya, Paramache, to Penta Hitchin, Amabatoya lesson, what is maybe Barera, what is Mambatoya lesson, Ken David do, Piro, Moses store kid legend of many type on each other, David, no. အလူပေါင်းများစွာကတိုက်ခိုက်တယ်ကွာလက်တစ်ဖက်နဲ့တစ်ဖက်ကလေးစားတယ်လူတက်တတ်တယ်ထောင်ပေါင်းများစွာတဲတယ်အဲ့လိုမျိုးပြီးတော့ထွံ့မြောက်ရချအခန်းကြီး20တစ်အပိုင်း24ဝတ်ပြောရချအခန်းကြီး24အပိုင်း20မှာပါတွေ့ရလဲဆိုရင် eyes for eyes tooth for tooth hand for hand foot for foot ဆိုလိုမှတွေ့ရတယ်ပြီးတော့သူများကိုနာကျင်စွာပြောကိုလည်းနာကျင်စွာခံရမယ်လို့အဲ့လိုပြောတာတွေ့ရပါတယ်အဲ့လိုမျိုးကလေးစားပြီးမှအဲ့လိုမျိုးရှင်းတန်းနေတာကိုကျွန်တော်မြင်တွေ့ခဲ့ပါတယ်။ထိုနည်းတူရှေ့တော့ကကျွန်တော်တို့နာဂလူမျိုးအရင်တော့ဘောနော်သူတို့ဆိုလည်းအဲ့လိုပဲလေတစ်ဖက်နဲ့တစ်ဖက်တရွာနဲ့တရွာမတင်ဘူးမတေးချဘူးတိုက်တယ်ဖက်တယ်ခေါင်းတွေပါတယ်ဖက်မှယူလာတယ်ပြီးအောင်ပွဲခံတယ်အဲ့လိုမျိုးတိုက်ခိုက်တဲ့အချင်းခါဘောနော်အဲ့လိုမျိုးကျွန်တော်တို့နာဂလူမျိုးအရင်တော့အဲ့လိုရှိတဲ့တရွာနဲ့တရွာမတေးချဘူးလို့ကျွန်တော်လည်းအဲ့လိုဥပမာအနေနဲ့ပြောပြတာပေါ့ပြီးတော့နံပါတ်1နဲ့ချက်ချစ်မေတ္တာကတော့ဘာလဲဆိုရင်New Testament ဖြစ်တဲ့တမတိကျမ်းဖြစ်ပါတယ်အဲ့ဒါကရှေးဥစ္စာကျွန်တော်ကျမ်းပိုက်တစ်ပိုက်ဖတ်ချင်ပါတယ်အဲ့ဒါက John 3:16 မှာတွေ့ရလဲဆိုတော့ဘုရားသခင်သားတော်ကိုယုံကြည်တော်သူအပေါင်းတို့ဒီပိတ်စစ်ခြင်းတော်မှာရောက်ဒေါက်တာအသက်ကိုရစေခြင်းကဘုရားသခင်ဒီမိမိတပါတဲ့သားတော်ကိုစွန့်တော်မူတဲ့အောင်လောကိတာတော်ကိုချစ်တော်မူ၏တဲ့ဘုရားသခင်တပါတဲ့သားတော်ကိုစေလွတ်တဲ့ကျွန်တော်တို့အတွက်ကျွန်တော်တို့ကိုကယ်တင်ဖို့လောကလူသားတွေကိုသူချစ်လွန်းလို့ကယ်တင်ခဲ့ပါတယ်သူအားဖြင့်ကျွန်တော်တို့မေတ္တာတရားကိုပို့ပြီးခံစားရတယ်သူအားဖြင့်ကျွန်တော်တို့ကတဲ့ချင်းကိုလည်းရရှိခဲ့တယ်အဲ့လိုပဲသခင်ယေရှုပါသခင်ယေရှု Matthew 5:44 and following and Luke 6:27 following မှာသူကပါတင်ကြားခဲ့လေဆိုတော့ယန်သူကိုချစ်ပါတဲ့အဲ့ဒါမှဟောမယန်သူကိုမချစ်သေးဘူးနော်ဒါပေမဲ့တမတိကြောက်မှသခင်ယေရှုပါတင်လေဆိုတော့ယန်သူကိုချစ်ပါတဲ့တင်းကိုမောင်းနေတဲ့သူကိုမေတ္တာပို့ပါတယ်ကျွန်တော်တို့ကိုမောင်းတဲ့သူကိုမေတ္တာပို့ပါတယ်ထို့သူအတွေ့ဆုတောင်းပေးပါတယ်အဲ့လိုလူတွေအတွေ့ဆုတောင်းပေးပါတယ်သူတဲ့တာကိုပြောင်းလဲဖို့ရဘာတစ်ဖက်ကိုရဲ့တော့မှကြံတစ်ဖက်ကိုလက်ပြပါတယ်ဘလို့တော့မှမေတ္တာတရားနဲ့တင်ပေးတယ်အစတစ်ဖြစ်အများကြီးတခင်ယေရှုတင်ကြခဲ့တာကိုကျွန်တော်တို့မြင်တွေ့ခဲ့ပါတယ်အဲ့ဒီကြံပေးမှာဆိုလည်းပြီးတော့ထိုနည်းတူပေါ့နော်ထိုနည်းတူကျွန်တော်အတက်တာမှာလဲရှက်ခစ်တော့ဘလူပဲဖြစ်ဘလူပဲပြီးဆုံးကြောင့်ရှစ်တွားတဲ့ခါမှာကွာမေတ္တာတရားနဲ့တွားဖို့ရအတွက်ချစ်ချင်းမေတ္တာနဲ့အသက်ရှင်ဖို့ရအတွက်ကျွန်တော်ခွင့်အားပေးရှင်ပါတယ်ပြီးတော့နောက်ဆုံးတစ်ချက်ပြီးဆုံးရှင်မှာဘာအကြောင်းအရာတွေ့ရလဲဆိုတော့အရာအားလုံးပြည့်စုံခြင်းကိုမြင်တွေ့ခဲ့ပါတယ်အဲ့ဒါကကျွန်တော်ဘာမှလုပ်စရာမလိုပဲကျွန်တော်ဘာမှပေးစရာမလိုပဲကျွန်တော်တို့ယုံကြည်ခြင်းတစ်ခုတည်းနဲ့ကယ်တင်ခြင်းကိုရခဲ့တယ်သခင်ယေရှုအားဖြင့်ရခဲ့တာဖြစ်ပါတယ်တမဟောင်းမဆိုရင်ကွာဇင်ပိုးစော်ရတယ်အရေးဖြားလေးအမျိုးမျိုးအဲ့လိုမျိုးလုပ်ရဒါပေမဲ့တမတိရောက်တော့သခင်ယေရှုကအလကားနဲ့ကွာကျွန်တော်တို့ယုံကြည်ခြင်းတစ်ခုတည်းပေးရုံနဲ့ကျွန်တော်ကတည်းချင်းရပေးပြီးတာဘုရားသခင်ကတည်းချင်းကိုပေးပြီးတာကျွန်တော်တို့လက်ခံမှကျွန်တော်ယူဖို့ပဲလိုပါတယ်အဲ့ကြောင့်ရမှာကတွေ့ရလဲဆိုတော့သခင်ယေရှုက
သူ့အတင်နဲ့လေးပြီးကျွန်တော်တို့ကတင်ခဲ့တယ်ပြီးတော့ယောမအခန်းကြီး30အပိုင်းကိုမှပါတွေ့ရလဲဆိုတော့အဘေတို့နေမှုကားတဲ့အဘေတို့နေမှုကားတဲ့တင်ဒီတဲ့တခင်ယေရှုကိုနှုတ်အားဖြင့်ဝန်ခံ၍တခင်ယေရှုကိုနှုတ်အားဖြင့်ဝန်ခံ၍တဲ့ဘုရားသခင်တည်းသူ့ကိုတေရှိမှထားမြောက်စေတော်မူပြီးဟုတ်စိတ်နှလုံးထဲ၌ယုံကြည်လိုက်ခြင်းနဲ့ကေတေရှင်တော်ရောက်၏တဲ့ရောက်လိမ့်မည်တဲ့ပြောရှင်တာကဘုရားသခင်ကိုနှုတ်အားဖြင့်ဝန်ခံခြင်းအပြင်နှလုံးသားအားဖြင့်လက်ခံခြင်းအပြင်ကျွန်တော်တို့ကေတေရှင်ကိုရရှိခဲ့ပါတယ်ကျွန်တော်တို့ဖိတ်ကနေပါမှကောင်းမကိုတူတီဘာမှလောက်ရှာမလို့ကျွန်တော်တို့ကိုယုံဖို့ပဲလို့သူ့ကိုယုံကြည်ခြင်းတစ်ခုနဲ့ကေတေရှင်ကိုရမယ်ပြီးတော့အဲ့ဒီကေတေရှင်အပြင်အဲ့ဒီယုံကြည်ခြင်းအပြင်ကျွန်တော်တို့အသက်တာကိုလည်းကြောင်းလည်းပြင်မယ်လို့ကျွန်တော်ပြောရှင်ပါတယ်ကျွန်တော်ခုနပြရှင်ပါတယ်ဆိုထိုသုံးချက်အဖြစ်ထိုသုံးချက်ထဲမှာပြောစရာစကားလုံးအများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်ကနည်းနည်းလေးအနှင်းငယ်ကျွန်တော်တို့ over မှာအနေနဲ့ယူပြီးမှကျွန်တော်တို့ပြောတာဖြစ်ပါတယ်ပြီးတော့ခုနပထမတစ်ချက်တိုက်တုတ်ပင်တိုက်ခဲ့ခြင်းမှာဘလို့ပဲတိုက်အဲ့ဒီနံပါတ်2ရှိမြတ်တာရောက်တဲ့ချိန်မှာညံသူကိုတော့ချစ်ပါဆိုတော့အရင်ညီတက်ချင်းကိုတွေ့ရတယ်ပြီးတော့အခုခေတ်မှာအခုကျွန်တော်တခုပြောထားတယ်ကျွန်တော်တို့ရှေ့ခေတ်တုန်းကနာခတဲ့အကြောင်းပြောထားတယ်အဲ့လိုတေဝါနဲ့တေဝါကောင်ဖြတ်ကြတယ်ဒါပေမဲ့အခုခေတ်မှာအားရတယ်မရှိတော့ဘူးမလားအခုခေတ်မှာကျွန်တော်တို့ gospel တွေတော့ပြောလို့ရတယ်မလားပြီးအခုခေတ်မှာကျွန်တော်တို့တေဝါနဲ့တေဝါကောင်းမွန်ဆက်ဆံလို့ရတယ်မလားညီချမ်းတွားလဲလို့ရတယ်မလားအဲ့ဒါတွေကဘုရားသခင်ကပြောင်းလဲပေးတယ်သခင်ယေရှုအပြင်ပြောင်းလဲပေးပါထိုထက်မကကျွန်တော်ယုံကြည်ရင်ထိုထက်မကကျွန်တော်တို့သူ့ကိုအကျွမ်းမဲ့တန်တိုင်တာဘုရားဘုံကြီးမှာဆိုတော့အတူတော့ကဘုရားဘုံတော်ပြမှာတာ၍ပေးဆက်ကြရအောင်ကျွန်တော်ဒီကနေ့ခုနပေးရှင်ပါတယ်အားလုံးပေါ်ဘုရားသခင်ကောင်းချီးပေးပါတယ်ထိုထက်မှာအမားပါတာဖြစ်ဖြစ်တို့ထဲမှာမပြောတင်တာတော့ပါတာမျိုးဖြစ်ဖြစ်စကားမပြီးလင်းနားမလဲတာမျိုးရှိတာဖြစ်ဖြစ်နားလေကိုလည်းပြချပါလို့ဒီကနေ့ကျွန်တော်တောင်းဆိုပါတယ်